အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ဒီမှာနော်ဘာကင်းတော့မသိဘူးဒီကနေ့ကျွန်တော်တောင်းထားပဲတက်ဆံဖြစ်ပါတယ်လိုက်ခဲ့ကြပါဦး Okay ဂိမ်းနဲ့ဝင်နေပြီကျွန်တော်အခုလက်ကမင်းနေရပဲဖြစ်ပါတယ်ကျွန်တော်အခုလက်ကမင်းဒီမှာပါတမင်လေးပေါ့နော်တော့တမင်ခဏကိုလူဝင်လာတာမသိဘူးပေါ့နော်အဲ့ရပေါ့နော်ကျွန်တော်အခုစားတော့ပါပြီ Okay ကျွန်တော်ဒီဥစ္စာနဲ့ပေါ့နော်ကျွန်တော်တော့ဖွင့်ပြီးဝယ်ထားပြီဖြစ်ပါတယ်ဒီဥစ္စာကြောင့်အမြင်ကြီးပဲပေါ့နော်ဒါကြတော့မိုးပြန်ယေရှုနေလူလို့ကောင်းကင်ဘော်ထိတက်လို့ရပါတယ်ရှင်အခုကျွန်တော်ကောင်းကင်ယေရှုမြေဘောထိမြေဘောကနေရှော့ကောင်းကင်ယေရှုမြေတလူလို့မရဘူးရနော်မရဘူးဆိုရင်ကျွန်တော်နားနေစငါတင်တက်ပြေးပါရာโอเคပါကျွန်တော်ဟောကျွန်တော်ခဏလို့ကျွန်တော်လောက်ပြီးရင်ကျွန်တော်ပြန်လာခဲ့โอเคပါကျွန်တော်အမေခိုင်းတာလောက်ပြီးပါရင်ဟိုဘာလို့ကျွန်တော်တက်လိုက်မယ်โอเคဒီမှာပေါ့နော်ဂျိုးမတနကြီးဟေးဂျိုးမတနကြီးဟေးငါဂျိုးမတနကြီးအလုပ်ဖြစ်နေပါခင်ဗျာโอเคမှာတော့ကောင်းရင်ရေရှူရေလူရပြန်တော့မှာပဲဖြစ်ပါတယ်အဲ့လိုကျွန်တော်အဲ့လိုငါးတွေပါကြလိုက်တက်တယ်ဗျာဒီကောင်းရင်ရေရှူရေလူပြန်ခင်ဗျာဒီရောက်ပါนี่ที่ရောက်တော့ပြီကျွန်တော်ရောက်ထားရပါတော့စတင်နေဟုတ်ကဲ့အဲ့ရောက်စီပါမှာပဲဖြစ်ပါတယ်ဒီပါโอเคရောက်ပြီမဟုတ်နော်ဟုတ်ကျွန်တော်ဒီချန်ထားတယ်ဒီမှာစက်ရုပ်ကြီးပဲဖြစ်ပါတယ်အကြည့်ဒီဘက်ကကျွန်တော်နွားတွေကြားရင်လောက်ထားပါတော့နောက်ပြန်တစ်ခုကျွန်တော်သွားပြီးတော့ကျွန်တော်ကမြင်းကိုကျွန်တော်ဒီတိုက်ကိုထားတာโอเคအဲ့လိုတော့ဘုံလေးကြလာတယ်ဘုံလေးရောက်လာတယ်โอเคလေနော်โอเคဒီတိုက်ကိုတက်မယ်โอเคတွေ့လာတော့မြင်းဟာတူမေကျွန်တော်မြင်းအမေโอเคကျွန်တော်စီးနေပြီโอเคအခုပြုတ်ကြဖုံးဒီမြင်းရောနော်ကမ္ဘာပေါ်မှာအကြီးဆုံးမြင်းနေတယ်ဖြစ်ပါတယ်အဲ့တော့တစ်ချက်ခုံတယ်ကျွန်တော်ပြီးတော့ကြော်သွားပါခင်ဗျာဒီကောင်တစ်ချက်ခုံရတာရောလင်းငင်းပါရေကျန်းလိုက်လို့ Oh my god မိုင်နော်ရေအဲ့ကောင်ကန်တယ်ကြီးကတော့ကွာလမ်းထွက်လို့ရေအဲ့ကောင်ထင်ရတော့ခတ်တယ်ခဏအဘွားငါးယူတက်လိုက်ပါအောင်မယ်လောက်သေးဘူးလို့ငါစီဘူးရီလာပြီထဲဝါတော့အစလမ်းမယ်တေးပါပြီဗျာအဲ့ကောင်လည်းကျွန်တော်တက်သွားပြန်ပြီလို့โอเคကျွန်တော်နောက်ထပ်တစ်ခါစပွန်လာပြီရုပ်စာတက်မယ်ခဏကတော့ဒီလိုမရသေးဘူးဒီမှာပေါ့နော်ကျွန်တော်လောက်လာတယ်ဟုတ်ကဲ့တစ်ခုပဲရှိသေးတယ်ဗျကျွန်တော်မြင်ပြောက်သွားပြီဗျ
နော်ပြန်တက်မယ်တင်း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 โอเคဘောကျွန်တော်ရောက်ရှိတော့တောက်ပြီနော်ဟိုငါရနော်တိုက်ခိုက်ဦးမှာပါနော်လေးပေါ်နေရဒီပေါ်မှာလွတ်နေရတဲ့ငါလေးကိုပြောမှာပါโอเคအရောက်ပါပြီအဲ့လိုဆိုနော်ရှုပ်ဖုံးဆိုတော့လည်းနော်โอเคကျွန်တော်နော်သမီးရတော့ကျန်းတယ်ဒါတော့ကိုနေရမှာကောက်ဆွဲပလိုက်တာဗာနော်ဘလို့โอเคကျွန်တော်နောက်ထပ်တနက်ကိုကျွန်တော်တားယူမှာပါ skip လိုက်နော်လဲကူလုံးနေတော့ဒီဥစ္စာရောကျွန်တော်ပြစ်ကြည့်အောင်ဒီကြောက်တုံးရောကျူကျွန်တော်တက်မှာဖြစ်ပါတယ် Okay let's go တက်တာငါယူတော့ချက်ကျွန်တော်နောက်ဆုံးတက်နိုင်ခဲ့ပါပြီ Okay ဘာမလဲကျွန်တော်တရုတ်ဘုံကျောင်းမျိုးနော်အရှိဟောတာခေလာလေးကျွန်တော်ရောက်ရှိသွားပြီ Okay ပါဒီကျိုးကိုကျွန်တော်ဖြတ်မယ်ပေါ့နော်ဒီကျိုးကိုဖြတ်လို့ရဘူးဆိုတော့ဒီကတရားကိုလိုက်ချင်တယ်တော့ဖက်စီးဒမာကြီးဒီလိုလာချင်တယ်နော်တော်ပါရင်ကျွန်တော်နောက်ထပ်တယောက်ဘောပေါ့နော်တော်လည်းဘောပဲအဲ့တော့လီဇာကလည်းလိုက်ပြက်တာပေါ့နော်ကျွန်တော်အဲ့ဒီအကောင်ကိုကျွန်တော်တက်ပါမယ်ဆိုတော့ကျွန်တော်တွေ့လားကျွန်တော်ပြောတာလေအဲ့လိုပြက်တာနောက်လည်းမကြည့်ဘူးအဲ့ဒီမှာဟုတ်တာဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ဝေစုမိုးရပြန်ရောအဲ့ဒီမှာကျွန်တော်လိုက်တက်ရဆိုပါလေOkay ပါဒီကောင်ရတော့တွေးရောသွားပြီပေါ့နော်nói đi là nhau như xuống bố gà này học thế này là chi được rồi không tôi là bọn nó tôi đi nè đây mà cho nó nấu mà thì nó chế đi à cho nó chế à tôi gọi cho nó một tờ tiêu
ဘောလုံးကန်နဲ့ဘောလုံးကွင်းပေါ့နော်ငါပြမယ်နွားတွေဘောလုံးကန်တာပေါ့နော်အော်ခမကပြင်နော်အားရကလာကွင်းဖြစ်ပါအဲ့ဒီတိုင်းထုတ်ကြွားနားနေစီးရလူဝမ်းနဲ့တက်တယ်ဟောဒီမှာမကန်နဲ့ပါစိတ်နေပါကွာနောက်နေ့ကြကပါဆိုတော့ဒီဥစ္စာပေါ့နော်ပြန်တင်ပေးပါမယ်ခမရလာအေးလိမ့်ပါ